common expression အကြောင်းကိုကျွန်တော်လေ့လာကြမယ်ဆိုလေ့လာကြရအောင် how's it going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  နေကောင်းလားအဆင်ပြေလားဟို how are you အစာရင်းနေပြောဆိုနှုတ်ဆက်တဲ့အခါမှာ how's it going တော့ဖြစ်ပါတယ် I'm on my way I'm on my way လမ်းမှာလာနေပြီဒါပေမဲ့မရောက်သေးဘူးဆိုတော့တနေရာမှာစီဝေးချင်းထားတဲ့နေရာတွေမှာမရောက်သေးဘူးလမ်းမှာလာနေတော့ဖြစ်တဲ့အခါ I'm on my way I'm on my way လမ်းမှာလာနေပြီရောက်တော့မယ်လာနေပြီကိုချင်မှာသုံးပါတယ် take your time take your time take your time မလောပါနဲ့ဖြည်းဖြည်းလုပ်ပါဆိုတော့တစ်ဖက်လူကိုအေးဆေးဆေးလုပ်ပါရတယ်ကိစ္စမရှိဘူးလို့လောဆရာမလို့ဘယ်ခါမှာ take your time သုံးတာဖြစ်ပါတယ် never mind never mind ထားလိုက်တော့ကိစ္စမရှိရတယ်အရေးမကြီးဘူးဆိုတဲ့တခုကွာတိတ်ပြမှာအရေးမကြီးတဲ့အရာတွေမှာ never mind ကိစ္စမရှိရတယ်တခုကကိုပေါ်အမှားတယောက်အဆုံးတယောက်ကလုံးလိုက်မိလိုက်တယ်ကွာအချင်းတွေမျိုး never mind ရကိစ္စမရှိဘူးဆိုတော့သုံးတာဖြစ်ပါတယ် it's up to you it's up to you it's up to you မင်းတော့ပဲမင်းစိတ်ကြိုက်ပဲအဲ့မင်းစိတ်ကြိုက်အစီလို့ရဆိုတဲ့တစ်ဖက်သူကိုဦးစားပေးလွှေးပေးတယ်ဦးစားပေးတဲ့အခါမှာသုံးတာဖြစ်တယ် long time no see long time no see မတွေ့ရတော့ကြာပြီနော် long time no see အတိမြတ်ဆွေတွေရောနဲ့ဝေးကွာသွားပြီးနှစ်တွေလာတဲ့အရန်ကြာပြီးတော့မှပြန်တွေ့တဲ့အခါမှာ long time no see သုံးတာဖြစ်ပါတယ် I catch your drift I catch your drift နားလေပြီသဘောပေါက်ပြီတစ်ဖက်လူရဲ့ပြောချင်တဲ့အရာကိုကွာသဘောပေါက်တဲ့အခါမှာ I catch your drift သဘောပေါက်ပြီငါနားလေပြီသုံးတာဖြစ်တယ် keep in touch keep in touch အဆက်တွေမလို့အဆက်တွေမပြတ်နဲ့အဆက်တွေမပြတ်ကြီးနော်နှုတ်ဆက်ခါနီမှာတင်ချင်းတွေရောနှုတ်ဆက်ခါနီမှာအဆက်တွေပြတ်နေနော်အမေရိကဆက်တွေလို့နော်သုံးတဲ့အခါ keep in touch သုံးတာဖြစ်ပါတယ် I'm exhausted I'm exhausted အယံပင်ပန်းနေအယံပင်ပန်းနေ I'm very tired စာအယံကိုပင်ပန်းတဲ့အခါမှာသုံးတာဖြစ်ပါတယ် I'm exhausted speak of the devil speak of the devil ဆိုတော့အသက်ရှည်အောင်မယ်ဆိုတော့ဗာလဲဆိုတော့တစ်ဖက်လူရဲ့အကြောင်းပြောနေတဲ့အခါမှာသူ့အကြောင်းကိုပြောနေတဲ့အခါပြောနေတဲ့လူကဟိုရှိမှရောက်လာတာဒီမျိုးမှာ speak of the devil လို့ပြောပါတယ် I slipped my mind I slipped my mind မေ့သွားတယ်လုံးမေ့သွားတယ်ခေါင်းထဲနဲ့ပျောက်သွားတယ်တခုလို့ရမယ့်အရာအကျိုးအကြောင်းအရာတွေလုံးဝမေ့သွားတဲ့အခါမှာ I slipped my mind သုံးတာဖြစ်ပါတယ် count me in count me in ငါ့ထိထပ်ပါငါလည်းပါမယ်အစီအစဉ်တခုခုအဖွေးလက်လှုပ်ရှားမှုလေးတွေကိုလုပ်မဲ့အခါမှာငါလည်းပါမယ်ငါလည်းထိပါဆိုတဲ့အခါမှာ count me in သုံးတယ် make yourself at home make yourself at home ကိုယ်တို့သဘောထားပါအဲ့ဒီအတိမျက်ဆွေတင်ချင်းတဲ့ရောက်အင်ကိုလာလေအခါမှာ is စနေနော်ကိုယ်တို့သဘောထားပြီးတော့နေနော်ပြောတဲ့အခါမှာ make yourself at home သုံးတာဖြစ်ပါတယ် better late than never better late than never မလုပ်တာထက်ဆိုင်နောက်ကျလုပ်တာကကောင်းတယ်ဆိုတော့တခုခုလုပ်တဲ့အခါမှာကိုကနောက်ကျပြီးမှအလုပ်တယ်တခုနောက်ကျမှရောက်လာတယ်ဒါမျိုးကိုဒါနောက်ကျမှလုပ်တာလဲမလုပ်တာထက်ဆိုင်ကောင်းတယ်ပြောတဲ့အခါမှာ better late than never သုံးပါလေ break a leg ကန်ကောင်းပါစေ good luck သုံးပါနဲ့ break a leg ဖြိုပြီးမှုတခုခုအစစ်စင်တခုခုမှာစင်ခုံမှုတခုခုမှာ तू မလုပ်ခင်မှာ break a leg ကန်ကောင်းပါစေဆိုမှပြောတဲ့အခါမှာ break a leg သုံးပါတယ် what's on your mind what's on your mind what's on your mind ဘာတွေးနေရလဲဘာပြောချင်တာလဲတစ်ဖက်လူကတခုစိုးရင်နေတဲ့ပုံတခုအရန်တွေးနေတဲ့ပုံဟိုင်းတဲ့ဖြစ်နေတဲ့ခါမှာ what's on your mind ဘာတွေးနေရလဲဘာဖြစ်နေရလဲဘာပြောချင်တာလဲဟောနော်သုံးပါလေ so far so good so far so good အခုထိတော့အဆင်ပြေနေတော့မယ်ကောင်းနေတော့မယ်ဆိုတော့အလုပ်အခြေအနေတခုကိုဖြေကြတဲ့အခါမှာ so far so good အခုထိတော့အဆင်ပြေနေတော့မယ်လို့ပြောပါတယ် I have no idea I have no idea I have no idea ငါမှာလုံးဝ
idea မရှိငါလုံးဝမသိတော့ဘူး I don't know တဲ့လုံးဝမသိတော့တဲ့ခါမှာဘယ်လိုလုပ်ရမလဲမသိတော့ဘူးအမျိုးချင်းမှာ I have no idea သုံးပါတယ် It's not a big deal It's not a big deal It's not a big deal အရင်ကြည့်ပါဦးကြီးမားကိစ္စမဟုတ်ပါဘူးဘောနော်တစ်ဖက်လူကအာနာနဲ့ပြဿနာတဆုံတစ်ခုအရင်မကြီးတဲ့အခါမှာကိုအားဒါအရေးကြီးအရင်ကြီးမားဖြစ်ပါဒီမော်လေးကိစ္စပါပြောကြတဲ့အခါမှာ It's a big deal ကုန်ပါတယ် Let's call it a day Let's call it a day ဒီနေ့တော့ဒီလောက်ပါပဲအလုပ်တစ်ခုစာတင်တာဖြစ်ဟောလုပ်တဲ့အခါမှာပြီးတော့မယ်ကွာပြီးသွားပြီဆိုတော့ဒီနေ့ကဒီလောက်ပါပဲပြောတဲ့အခါမှာ Let's call it a day ဒီနေ့ကတော့ဒီလောက်ပါပဲဒီလောက်နဲ့နားကြမယ်ပြောဖြစ်ပါတယ် I'm brokeပတ်စံပြက်နေတဲ့ပတ်စံမရှိဘူးမွေးနေပေါ့30อ่ะပတ်စံမရှိတော့လက်ထက်မှာတပြောင်းမရှိတော့ I'm broke ဒီမှာလို့သုံးပါတယ် Give me a hand ငါအကူညီပါအောင်ငါလက်ဆွဲပူပါအောင်ပစ္စည်းတစ်ခုအကူညီတစ်ခုတောင်းတဲ့အခါမှာ Give me a hand ငါအကူညီပါအောင်ငါနေမပါအောင်မဆပါအောင် Give me a hand သုံးပါတယ် Pull yourself together စိတ်ထင်းပါစိတ်အေးထားပါဒါကအရန်စိတ်လှရှားတဲ့အခါမျိုးပြမစိတ်တကြတဲ့အခါမျိုးမှာဒါမှမဟုတ်ဒေါ်တာအရန်ထွက်နေတဲ့အခါတွေမှာစိတ်ကိုတည်မြင်အောင်ထားဖို့အတွက်ပြောတဲ့အခါမှာ pull yourself together ဆိုရင်မသုံးတာဖြစ်ပါတယ် It's a piece of cake ကအရန်လွယ်ကူတယ်လွယ်နဲ့လုံးမဲ့အရာတစ်ခုဆမ်းမြင်ပွဲတစ်ခုဟိုအရန်လွယ်ကူတဲ့အခါမှာ It's a piece of cake ဒါဟိလွယ်လေးပဲ It's easy အဲ့လိုမျိုးပုံစံမျိုးပါသုံးတာဖြစ်ပါတယ် I'll sleep on it တ냐လို့စဉ်းစားကြည့်လိုက်အောင်မယ်ဆိုတော့ဆုံးဖြတ်ချက်ခုဆုံးဖြတ်တော့မယ့်အခါမှာဆုံးဖြတ်ချက်လုံးဝချစ်မချပဲနဲ့တ냐လို့စဉ်းစားလိုက်အောင်မယ်ဆိုမှအချင်းယူစဉ်းစားတဲ့အခါမျိုးမှာ I'll sleep on it ဆိုမှသုံးတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲ Let's call it a day bye bye